Game Zone ရဲ့ခင်ပွန်းတဲ့ကိုဆွန်လော့ကဖိုလာပြည့်နဲ့ခန်းနာစွာမင်္ဂလာဆောင်တော်မဲ့ရုံးရီလွင်မှုပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Game Zone ရဲ့ခင်ပွန်းတဲ့နဲ့ကွာရှင်းကမြန်မာနိုင်ငံမှာအင်အားအကြီးဆုံး VIP ရဲ့အချစ်ဆုံးမြေဖြစ်သူဖိုလာပြည့်ကနေရွှေသွေးအောင်နဲ့ခန်းနာကြီးကျယ်စွာမင်္ဂလာပွဲကျင်းပမှာကတော့ရုံးရီလွင်မှုဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအားလုံးကအင်အားတင်ခဲ့ရပါတယ်။ဒီမတိုင်ခင်မှာတော့ပရိသတ်တွေအားလုံးကရုံးရီလွင်မှုကိုဆိုရင်အပြစ်ကင်းစင်ပြီးတော့ချစ်စရာကောင်းတဲ့ကောင်မလေးခေးလေးအဖြစ်နဲ့အားလုံးကသတ်မှတ်ထားကြပါတယ်။ဒါကြောင့်တရုတ်ဆောင်မင်းသားလွင်မိုးရဲ့သမီးဖြစ်တဲ့ရုံးရီလွင်မိုးကိုအားလုံးကချစ်ခင်စွာနဲ့ကလေးဘဝအရွယ်ကလေးကအရေးတကြီးကြီးနဲ့စောင့်ကြည့်အားပေးခဲ့ရတာဖြစ်ပါတယ်။ရုံးရီလင်မိုးကငငယ်ရွယ်နဲ့နိုင်ငံသားမှာကျောင်းသွားတက်ရင်နဲ့အိမ်ထောင်ကျသွားတော့လေအားလုံးရဲ့အသေးတွေကို꿰ခဲ့ရပါသေးတယ်။ဒီလိုနဲ့ရုံးရီလင်မိုးတယောက်သားလေးရတော့လေပရိသတ်တွေကချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရုံးရီလင်မိုးကတော့ခင်ပွန်းတဲ့တက်ဦးလှိုင်နဲ့ကွာရှင်းခဲ့ရဖြစ်ပါတယ်။ဒီလိုကွာရှင်းခဲ့ရတာကလည်းနှစ်ဦးသားတဘောထားချင်းမတိုက်ဆိုင်လို့ဖြစ်ပါတယ်။အထူးသဖြင့်တော့တက်ဦးလှိုင်ကဂိမ်းမင်းစော့နေရကြောင်းဖြစ်တယ်လို့သိရပါတယ်။အခုခါမှာတော့ရုံးရီလင်မိုးကနောက်ထပ်အိမ်ထောင်အသစ်ကိုတီထောင်ဖို့အတွက်သတင်းပေါ်ထွက်လာခဲ့ပါတယ်။အခုချိန်မှာတော့ဖော်ထုတ်ပြောပြချက်တွေအရသူမကနိုင်ငံကျော် Playboy တထေးကြီးနေရွှေသွေးအောင်နဲ့စစ်သူတွေဖြစ်နေပြီလို့သိရပါတယ်။နေရွှေသွေးအောင်နဲ့ရုံးရီလင်မိုးတို့ကအခုဆိုရင်တော့စင်ကာပူနိုင်ငံမှာလက်ချင်းတွဲပြီးကိုလို့ခေါ်ကရှောက်လည်နေကြပြီဖြစ်ပါတယ်။ဒါကိုစင်ကာပူနိုင်ငံမှာရှိတဲ့မြန်မာအများစုကမျက်မြင်ကိုတွေ့လာခဲ့ရဖြစ်တဲ့အတွက်ညင်းလို့တော့မရပါဘူး။နှစ်ယောက်သားကစင်ကာပူနိုင်ငံရဲ့နာမည်ကြီး Orchid ပန်းခြံမှာရှောက်လည်နေကြတာဖြစ်ပြီးတော့အရန်ကိုပျော်ရွှင်နေကြပုံပေါ်ပါတယ်။ဒီလိုမျိုးချစ်သူအသေးရနေပြီဖြစ်တာကြောင့်အရင်ခင်ပွန်းတဲ့ဖြစ်တဲ့ကိုထက်ဦးလိုင်းနဲ့လမ်းခွဲခဲ့ရတာလားဆိုတာကတော့မပြောတတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်တရားဝင်လမ်းခွဲခဲ့ပြီးကွာရှင်းခဲ့ပြီဖြစ်တာကြောင့်အပြိုလေးပြန်ဖြစ်သွားပြီဖြစ်တဲ့ရုံးရီလွင်မိုးကနေရွှေသွေးအောင်နဲ့လည်းအမှန်တကယ်ကိုလက်တွဲနေခဲ့ပါပြီ။မကြခင်မှာပဲသူတို့နှစ်ယောက်ရဲ့သတင်းကိုတရားဝင်အသိပေးသွားတော့မှာဖြစ်ပြီးတော့လက်ထက်မင်္ဂလာပွဲကျင်းပပြုလုပ်သွားတော့မယ်ဆိုတဲ့သတင်းတွေလည်းပေါ်ထွက်နေခဲ့တာဖြစ်ပါတယ်။ရုံးရီလင်မိုးကပထမအိမ်အောင်တုန်းကတော့ဆုံးဖြတ်ချက်မှားယွင်းခဲ့ကမိုးလင်းပေါက်ဂိမ်းဆော့ရဲ့ယောက်ျားကိုယူခဲ့မိရကြောင်းလမ်းခွဲခဲ့ရတာဖြစ်ပါတယ်။အခုခါမှာတော့ရုံးရီလင်မိုးတယောက်တစ်ချိန်ကသူမနဲ့ချစ်ကြိုက်ခဲ့ဘူးတဲ့အချစ်ဦးနေရွှေသွေးအောင်နဲ့လက်ထက်တော့မှာဖြစ်ပါတယ်။ပရိသတ်တွေကတော့ရုံးရီလင်မိုးကိုအစကတည်းကတနာနေကြပေမဲ့အခုချိန်မှာတော့တနာစရာမဟုတ်တော့ပဲဝေဖန်နေခဲ့ကြပါပြီ။ရုံးရီလင်မိုးကတော့နေရွှေသေးအောင်နဲ့အမှန်တကယ်ကိုချစ်ကြိုက်နေကြပြီးတော့မကြခင်မှာပဲကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုဆင်နွှဲဦးမယ်လို့လည်းသိရပါတယ်။နေရွှေသေးအောင်ကအစောပိုင်းမှာတော့ရုံးရီလင်မိုးရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်မရခဲ့ပေမဲ့လည်းအခုချိန်မှာတော့ရုံးရီလင်မိုးရဲ့အချစ်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေထဲမှာရောဂိမ်းမာတွေရှိရင်မိုးလင်းပေါက်ဂိမ်းဆော့ရင်ချစ်သူကိုသူများကတုတ်သွားမှာဖြစ်ကြောင်းသတိပေးရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။